ကျွန်တော်နှုတ်ကပတ်တော်အပြင်အသက်တာကိုပြင်ဆင်လျက်ခေါ်အားယူဖို့ပြန်အတွက်ကခုနကဖတ်သွားတဲ့ကြံပိုင်ပေါ့နော်ဂလာတိဩဝါဒစာအခန်းကြီး6မိမိဇာတိပဂတိ၌မျိုးစေ့ကျဲသောသူသည်တဲ့ဇာတိပဂတိအပြင်ပုတ်ပြက်ခြင်းအသီးနှံကိုရေးရလိမ့်ဝိညာဉ်ပဂတိ၌မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပဂတိအပြင်ထာဝရအသက်ရှင်ခြင်းအသီးနှံကိုရေးရလိမ့်ကျွန်တော်တို့လောကခဏတာအသက်ရှင်တဲ့ခါမှာဇာတိပဂတိအားဖြင့်အသက်ရှင်မယ်ဆိုရင်ပုတ်ပြက်ခြင်းဆိုတဲ့အသီးနှံကိုပဲရိပ်ရမယ်။ဒါကြောင့်မို့ဇာတိမှာလည်းသူ့ရဲ့ရိပ်သိမ်းခြင်းရှိတယ်လို့ဝိညာဉ်ပဂတိ၌မျိုးစေ့ကျဲသောသူနေ့စဉ်အသက်ရှင်ခြင်းမှာဝိညာဉ်ပဂတိ၌အသက်ရှင်သောသူဟာဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းဆိုတဲ့အသီးနှံကိုရိပ်ရမယ်။ဒါကြောင့်မို့ဇာတိမှာလည်းရိပ်သိမ်းခြင်းရှိတယ်လို့ဝိညာဉ်မှာလည်းဝိညာဉ်ပဂတိနဲ့အသက်ရှင်ခြင်းမှာလည်းရိပ်သိမ်းခြင်းဆိုတာရှိတယ်။သတိထားဖို့အမှန်တန်ကောင်းပါလေ။ဒါကြောင့်မို့သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကဇာတိပဂတိနဲ့အသက်ရှင်သလား။ဇာတိပဂတိဆိုတာပဂတိဆိုတာဟောမူရင်းပေါ့မူရင်းဘယ်ရည်လာလဲဆိုတော့အာဒံကနေလာတဲ့တဘာဝအာဒံကနေလာတဲ့တဘာဝနဲ့သင်ကအသက်ရှင်နေသလားဒါမှမဟုတ်ရင်သခင်ရှုရဲ့တဘာဝလည်းကျွန်တော်အထက်မှာရှိတယ်ယေရှုကိုယုံတဲ့အခါမှာကျွန်တော်တို့ရဲ့တဘာဝပြောင်းသွားတယ်အပြစ်သားမဟုတ်တော့ဘာသာဖြစ်သွားလဲဆိုတော့ဖျားသားဖြစ်သွားတယ်ဖျားသားသမီးတယောက်ကဲ့သို့ဖျားရဲ့သဘောတွေနဲ့သင်ကအသက်ရှင်သလားဒါကသင်ရဲ့ try ဖြစ်တယ်သင်ဇာတိနဲ့လည်းအသက်ရှင်လို့ရတယ်ဝိညာဉ်သဘောနဲ့လည်းအသက်ရှင်လို့ရတယ်ကျွန်တော်တို့ရဲ့ဇာတိပဂတိအားလုံးကိုတော့ယေရှုကတော့လက်ဝါးကတိုင်မှာအသိခံပြီးသွားပြီဇာတိပဂတိနဲ့အဲ့ဒီဇာတိအလိုဆန္ဒတွေကိုယေရှုကလက်ဝါးကတိုင်မှာသိအောင်တတ်ပြီးသွားပြီအဲ့ဒါကိုယုံကြည်တော်သူကအော်ငါဇာတိသိသွားပြီနေ့ရက်ရှင်တိုင်းမှာဘာနဲ့ပဲအသက်ရှင်ဖို့ကြံတော့လဲဆိုတော့ဝိညာဉ်ပဂတိတနည်းအားဖြင့်ခရစ်တော်ကိုထဲထဲမှာရှင်ခွင့်ပေးခြင်းအားဖြင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းအားဖြင့်နေ့စဉ်အသက်ရှင်ဖို့ပဲကြံတော့ဒါပေမဲ့အဲ့ဒါကိုဝင်မခံနိုင်တဲ့သူကခန္ဓာအသွေးသားရှိသောကြောင့်ယုံကြည်သူဖျားသားသမီးဖြစ်တော်ညာလေသူကဘာနဲ့ပဲဆက်အသက်ရှင်လဲဆိုတော့မိမိရဲ့ဇာတိနဲ့ပဲအသက်ရှင်တယ်ဇာတိဆိုတော့အလွယ်တူပြောမှဆိုတော့ငါဆိုတဲ့သဘောဖြစ်တယ်ငါဆိုတဲ့သဘောငါစားခြင်းနဲ့ငါသွားခြင်းနဲ့ငါမကြိုက်ဘူးငါလုံးခြင်းနဲ့အဲ့ဒီငါဆိုတဲ့သဘောမှာအဆိုးတွေပဲမဟုတ်ငါဆိုတဲ့ဇာတိသဘောမှာကောင်းတာတွေလည်းပါသင်ကောင်းတာတွေကိုငါဆိုတဲ့ဇာတိသဘောနဲ့လှုပ်လေအဲ့ဒါကပုတ်ပြက်ခြင်းအသိနဲ့မရိပ်ကဒါကြောင့်မို့ဇာတိလို့ပြောလိုက်ရင်မကောင်းတာတွေပဲပြောတာမဟုတ်ဇာတိရဲ့သဘောမှာကောင်းတာတွေလည်းလှုပ်နိုင်တဲ့အနေထားရှိဘာမှကျင့်သိလဲဆိုရင်တော့မဿဲခန်းကြီး9အပိုင်ငယ်21 22 23ကျင့်တွေ့ရတယ်သခင်ရှုကပြောတယ်ငါ့ကိုသခင်လို့လျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံကိုဝင်ရမှာမဟုတ်ဘူးတဲ့ကောင်းကင်ဘုံမှာရှိတဲ့ငါခမည်းတော်ကြီးအလိုကိုဆောင်တော်သူပဲကောင်းကင်နိုင်ငံဝင်ရမယ်အပိုင်ငယ်22လည်းရောက်တော့သခင်ရှုရှိကိုရောက်တဲ့အဲ့ဒီလူတွေကဘာပြောလဲဆိုတော့သခင်တဲ့ကိုတော်ရဲ့အခွင့်နဲ့ကျွန်တော်တို့ဒီဆုံးမဩဝါဒပေးပါပြီဆုံးမဩဝါဒပေးတယ်ဆိုတော့ကျမ်းစာသင်တယ်တရားဟောတယ်ဘယ်သူအခွင့်နဲ့လဲကိုတော်အခွင့်နဲ့ယေရှုခွင့်နဲ့နောက်တစ်ချက်ပြောတယ်ကိုတော်အခွင့်နဲ့နတ်ဆိုးတွေကိုနေထုတ်ပါပြီသခင်ရှုနာမနဲ့ပဲသူတို့ဘာနေထုတ်လဲဒါတာမန်အောင်မဟုတ်တော့တာမန်ယုံကြည်သူတို့ကလုပ်လို့မရတဲ့အလုပ်တွေနတ်ဆိုးတွေနေထုတ်တယ်ပြီးတော့ဗာပြောလဲကိုတော်အခွင့်နဲ့များစွာသောတကူနမိတ်လက္ခဏာတွေကိုပြပါပြီအများသောသူတို့ဒီရှောက်ကြလိမ့်မယ်အဲ့ဒီလိုရှောက်မဲ့သူကနည်းနည်းလေးမဟုတ်ဘူးလေအများကြီးပဲဒါကြောင့်မို့ကောင်းကင်နိုင်ငံဝင်ဖို့အရေးတော်မှာတော့သင်ခရစ်ယာန်ဖြစ်တိုင်းကောင်းကင်နိုင်ငံမရောက်သင်ရဲ့အသက်တာထဲမှာသင်ရဲ့လှုပ်ဆောင်ချက်အပြင်ကောင်းကင်နိုင်ငံမရောက်သင်ဘလောက်ဘုရားကြောင့်တက်ဘလောက်ချမ်းသာဖတ်ဘလောက်အမှုတော်ဆောင်ကောင်းကင်နိုင်ငံမရောက်ကောင်းကင်နိုင်ငံရောက်ချင်းမရောက်ချင်းကသင်ရဲ့လှုပ်ချင်းနဲ့မဆိုင်ဖခင်ရဲ့လှုပ်ပေးခြင်းနဲ့ပဲဆိုင်ဂျေဇုတော်ဆိုတော့ဖခင်ဘက်ကနေလှုပ်ပေးတာဒါကြောင့်မို့အဲ့ဒီလူတွေကကိုတော်ကျွန်တော်တို့ဩဝါဒပေးတယ်ကိုတော်ခွင့်နဲ့ကိုတော်ခွင့်နဲ့နတ်ဆိုးတွေနေထုတ်တယ်ကိုတော်ခွင့်နဲ့ကျွန်တော်အမှုတော်လုပ်ငန်းတွေအများကြီးလုပ်တယ်နမိတ်လက္ခဏာတွေပြတယ်
ကျွန်တော်တို့မှကောင်းကင်နိုင်ငံမရောက်ရင်ဘယ်လိုလူရောက်မလဲသူတို့ထင်တာကသူတို့ရဲ့လှုပ်ဆောင်ချက်ပေါ်မှာကောင်းကင်နိုင်ငံရောက်မယ်လို့ထင်တာဒါပေမဲ့သခင်ရှိပါပြောလဲငါမင်းတို့ကိုအလင်းမသိဘူးဆိုအခုမှမသိတာပေါ့ငကိုတည်းကငါရဲ့ရှင်းထဲမှာမင်းတို့မရှိဘူးနောက်တစ်ချက်ကဘာပြောလဲဆိုတော့အတ္တမအမှုကိုပြုတော်သူတို့ငါထံမှာဖယ်သွားကြဘာအမှုကိုပြုလဲအတ္တမအမှုကျွန်တော်ပြန်ကြည့်တော့သူတို့လုပ်တာတွေကကျမ်းစာသင်တယ်တရားဟောတယ်နတ်ဆိုးနဲ့ထုတ်တယ်မကျမ်းပါတဲ့သူကိုကျမ်းပါစေတယ်တကုန်းတမိတ်လက္ခဏာတွေပြတယ်ဘာမှလည်းအတ္တမမှုအရက်တော့တာလည်းမပေါ့သူများအတင်းပြောတာလည်းမပေါ့သူများကိုစိတ်ဆိုးတာလည်းမပေါ့ဒေါသထွက်တာလည်းမပေါ့သူတို့လုပ်တာတွေကကောင်းတဲ့အလုပ်တွေပဲဒါပေမဲ့သခင်ရှိဘလို့သုံးဆွဲသွားတယ်မင်းတို့ကအတ္တမအမှုကိုပြုနေတယ်အော်ကျွန်တော်ဒီမှာနားလည်သွားတယ်ဓမ္မအမှုနဲ့အတ္တမအမှုကျွန်တော်တို့ကဖျားအလုပ်လုပ်ရင်ဓမ္မအမှုလို့ထင်တယ်အသင်းတော်မှာပါဝင်ရင်ကျွန်တော်တို့အမှုတော်လုပ်ငန်းတွေမှာလုပ်ရင်ငါတို့ကတော့ဓမ္မအမှုလုပ်နေတာပဲ no ဇာတိတဘောအားဖြင့်လုပ်ရတဲ့အဲ့ဒါအတ္တမမှုဖြစ်တယ်ခုနလူတွေကြည့်တော့ဆုံးမဩဝါဒပေးတာတို့နှက်ဆိုးနဲ့ထုတ်တာတို့တကိုးနမိတ်လက္ခဏာပြတာတို့မကောင်းတာတစ်ခုမှမပေါ့တာမန်လူတော်မလုပ်နိုင်တဲ့ကောင်းတဲ့အလုပ်တွေပဲဒါပေမဲ့ကောင်းတဲ့အလုပ်ကိုဇာတိတဘောနဲ့လုပ်တဲ့အခါမှာဘာမှုဖြစ်သွားလဲအတ္တမမှုဖြစ်သွားတယ်မကောင်းတာတော့ကိုမပြောသေးဘူးနော်ကောင်းတာကိုပဲဇာတိသဘောနဲ့လုပ်ရင်ဇာတိသဘောဆိုတာငါဆိုတဲ့သဘောငါနာမည်ကြီးခြင်းလို့ငါကြော်ကြားခြင်းလို့ငါကိုလူတွေအတိမတ်ပြုတာခံခြင်းလို့တွားပြတာဒါကြောင့်မို့ငါဆိုတဲ့သဘောကဖျားရှိမှာပုတ်ပြက်ခြင်းပဲမိမိဇာတိပဂတိနဲ့မျိုးစေ့ကျဲသောသူကပုတ်ပြက်ခြင်းအသီးနှံကိုရိပ်ရောက်မယ်လို့ကျမ်းစာကပြောခြင်းဖြစ်ပါဒီလူတွေဒီလောက်ထိလုပ်ခဲ့တာကောင်းကင်နိုင်ငံဝင်ခွင့်နဲ့လွဲချော်သွားတယ်ကောင်းကင်နိုင်ငံမဝင်ရဘူးလေဟာဘယ်လောက်ထိနှက်မျောဖို့ကောင်းလဲသူတို့ကလည်းသူတို့မှားမှန်းသိလို့လုပ်တာမဟုတ်တော့သူတို့မှန်တယ်ပဲထင်တာသူတို့လုပ်တာလေအဲ့ဒါအဆိုးဆုံးပဲကိုလုပ်တာကိုမှားတယ်လို့သိတဲ့သူကပြန်ပြင်ရတာလို့ဒါပေမဲ့ကိုလုပ်တာကိုမှားလို့မှားမှန်းမသိပဲအမှန်ပဲထင်တဲ့သူကအဲ့ဒါခတ်သွားသခင်ရှုရှေ့ရောက်မှအဲ့ဒါပြင်လို့မရဘူးဒါမို့သခင်ရှုကအဲ့ဒီမဿဲ9:27မှာအရင်အရေးကြီးတော့တယ်သခင်တို့ငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတော့ကယ်တင်ခြင်းနဲ့တော့ဆိုင်တယ်ကောင်းကင်နိုင်ငံဝင်ရမှာမဟုတ်ဘူးလေခမည်းတော်ကြီးပါအောင်ဆောင်မအလိုကိုဆောင်ပါခမည်းတော်ရဲ့အလိုကိုဆောင်ခြင်းဆိုတာဇာတိရမဆောင်နိုင်ကျွန်တော်တို့ရဲ့ငါဆိုတဲ့စိတ်ဆန္ဒတွေကဖျားလို့တော့မဆောင်နိုင်ကျမ်းစာတစ်ပိုက်ကဒီလိုပြောတယ်ယောမဩရာစာခန်းကြီး10ခမည်းတော်ရဲ့အလိုတော်နဲ့တဲ့ကျွန်တော်တို့ရဲ့ဇာတိနဲ့စန့်ကျင်ဘက်ဖြစ်နေတယ်ယောမဩရာစာခန်းကြီး10အပိုင်းငယ်9ယောမဩရာစာခန်းကြီး10အပိုင်းငယ်9အဘေကြောင့်ဤဟုမူကားဇာတိပဂတိစိတ်တော်သည်ဖျားသခင်နှင့်စန့်ကျင်ဘက်ဖြစ်၏ဖျားသခင်ဤတရားတော်အလိုတို့မလိုက်တဲ့ထိုမြမကမလိုက်နိုင်ဩဇာတိပဂတိစိတ်တော်ဟာတဲ့ဖျားနဲ့ဘယ်လိုဖြစ်နေလဲဆိုတော့စန့်ကျင်ဘက်ရရာဒလန်တန်ဒလန်အဲ့လိုဖြစ်နေတယ်ကိုကကောင်းတာကိုဇာတိသဘောနဲ့လုပ်ရင်တော့ဘုရားနဲ့ဆန့်ကျင်မှာဖြစ်တယ်မကောင်းတာလုံးဝမဟုတ်တော့ခုနလူတွေကောင်းတာတွေပဲလုပ်တာဒါပေမဲ့သူတို့လုပ်တဲ့အရာတွေကိုဘုရားလက်မခံဘူးအတ္တမအမှုတဲ့ဘာဖြစ်လို့လဲဘာစိတ်နဲ့လုပ်လို့ဇာတိပဂတိသဘောနဲ့လုပ်တဲ့ခါမှာဘုရားနဲ့ဆန့်ကျင်မှာဖြစ်တယ်တဲ့အဲ့ဒီဇာတိပဂတိစိတ်သဘောအားတဲ့ဘုရားသခင်ရဲ့တရားတော်အလိုဘုရားအလိုတော်ကိုမလိုက်တတ်ဘူးတဲ့ထိုမြမကမလိုက်နိုင်တဲ့အစွမ်းလည်းမရှိဘူးဒါကြောင့်ချစ်တော်စီတိုင်းအင်မတန်ရေးကြည့်ပါဒီလောကရဲ့ခဏတာအသက်ရှင်ခြင်းမှာသင်ဇာတိသဘောနဲ့အသက်ရှင်တော်သူမဖြစ်ပါဘူးဇာတိသဘောနဲ့လုပ်တဲ့အရာတွေအားလုံးကဘုရားအလိုတော်နဲ့ဆန့်ကျင်ဘက်ကြီးမှာပဲရှိနေပါဘာသဘောနဲ့လုပ်အောင်လဲဆိုတော့ဝိညာဉ်သဘောနဲ့လုပ်အောင်မယ်ဝိညာဉ်သဘောနဲ့အသက်ရှင်ရသင်ကအလုပ်ထဲမှာဖြစ်ပါစေသူများအိမ်မှာပဲအလုပ်လုပ်ရသည်ဖြစ်ပါစေမန်နေဂျာပဲဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ်အင်ဂျင်နီယာပဲဖြစ်ဖြစ်အမှုတော်ဆောင်ပဲဖြစ်ဖြစ်သင်တော်မှာပါဝင်ဆက်ခဲ့တဲ့သူပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရောက်ဘာကိုပဲလုပ်ဝိညာဉ်သဘောနဲ့လှုပ်ဆောင်တတ်ဖို့အင်မတန်ရည်ကြီးတယ်ဝိညာဉ်သဘောနဲ့လှုပ်ဆောင်ခြင်းဆိုတာဘာလဲဝိညာဉ်သဘောနဲ့လှုပ်ဆောင်ခြင်းဆိုတာကိုယ်သဘောမဟုတ်တော့ဝိညာဉ်သဘောဆိုတာတန်ရှင်းသောဝိညာဉ်တော်ရဲ့သဘောတိုင်းပဲတနည်းအားဖြင့်ဖျားရဲ့သဘောတိုင်းပဲငါဆိုတဲ့ဇာတိကိုဘာလုပ်လိုက်တာညှင်းပယ်လိုက်တာငါစားခြင်းနဲ့ငါသွားခြင်းနဲ့ငါဖြစ်ခြင်းနဲ့ငါကြော်ကြားခြင်းနဲ့အဲ့ဒါအလုံးညှင်းပယ်လိုက်တယ်ဘယ်သူလိုလိုတိုင်းပဲလေဖ
ရားရဲ့အလိုတော်တိုင်းပဲဒါမှမဟုတ်သခင်ရှုကပြောတယ်ငါခမည်းတော်ကြီးအလိုကိုဆောင်တော်သူသားနဲ့ကောင်းကင်နိုင်ငံဝင်ရမယ်ခမည်းတော်ရဲ့အလိုကပါလေသားတော်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲဒါကြောင့်ကျွန်တော်တို့စီတိုင်းကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာဒီနေ့ကျွန်တော်တို့လှုပ်ဆောင်ခြင်းတွေအမှုတော်ဆောင်ခြင်းတွေကျွန်တော်တို့အသက်ရှင်ခြင်းတွေအားလုံးကခရစ်တော်အတွက်လားကိုယ့်အတွက်လားခရစ်တော်အတွက်လားကိုယ့်အတွက်လားကျွန်တော်မနေ့ကမှမလေးရှားပြန်လာတော့အဲ့ဒီမှာအသင်းတော်တွေမှာတော့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ကားတယ်ပါဝင်တယ်အသင်းတော်တိုင်းမှာသူ့ပြဿနာနဲ့သူရှိနော်ဒါပေမဲ့ကျွန်တော်တို့ကိုပြောပြပါတယ်အသင်းတော်မှာလို့အဓိကပြဿနာတက်တဲ့ရနှစ်ခုပဲရှိတယ်အဲ့ဒါကပါလဲဆိုတော့နေရာနဲ့ငွေကြေးပဲလူတွေကနေရာကိုယာဒူးလို့အဲ့လိုသွားတတ်မှတ်တဲ့ခါအဲ့လိုပြဿနာတက်ကောအသင်းတော်ပြီးတော့ဘာပြဿနာတက်လဲငွေကြေးအဲ့ငွေကြေးတုံးဆွဲတာတော့အမှဒါကြောင့်မို့ဇာတိသဘောနဲ့ဆိုရတာအသင်းတော်မှာနေရာကိုအစိခံခြင်းတော့မတတ်မှတ်တော့နေရာတစ်ခုကိုယာဒူးအာနာလို့တတ်မှတ်လိုက်တဲ့ခါမှာအဲ့ဒီမှာပြဿနာတက်ငွေကြေးဆိုတဲ့အရာကိုလည်းဖျားရဲ့သဘောနဲ့မစီမံဘဲနဲ့ကိုယ့်သဘောဆိုတဲ့အရာနဲ့စီမံတဲ့ခါမှာအဲ့ဒါပြဿနာတက်တယ်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီသင်းတော်မှာရှိတဲ့တင်းအောင်ဆရာတွေပြောတယ်ဝိညာဉ်သဘောနဲ့လှုပ်ဆောင်တတ်ဖို့အင်မတန်ရေးကြည့်တယ်သူတို့အင်မတန်မှာသဘောတူဒါကြောင့်မို့အမှုတော်ဆောင်တဲ့ခါမှာကိုယ့်အတွက်လားဒါမှမဟုတ်ရင်ခရစ်တော်အတွက်လားကျွန်တော်တို့အမှုတော်ဆောင်တဲ့ခါမှာနာမည်ကြီးတရားဟောဆရာဖြစ်ဖို့သူများတွေကိုတရားဟောချက်ကိုကြိုက်ဖို့နော်လူတွေကိုခေါ်ဖိတ်ဖို့နောက်တော့ဘုရားနဲ့ယဉ်နေလာတော့အဲ့ဒီရည်ရွယ်ချက်တွေကမှားတယ်တကယ်တော့အမှုတော်ဆောင်တယ်ဆိုတော့ကိုယ့်အတွက်မှမဟုတ်ပဲကိုယ့်အတွက်ဆိုတော့အဲ့ဒါအမှုတော်မဟုတ်တော့ဘုရားအလုပ်မဟုတ်တော့ကိုယ့်အလုပ်ကိုပြန်ဖြစ်သွားတယ်ကိုယ့်ရဲ့ business ဖြစ်သွားတာကိုယ့်ရဲ့လုပ်ငန်းဖြစ်သွားတယ်ဒါကြောင့်အမှုတော်ဆောင်တယ်ဆိုတော့ကိုယ့်အတွက်မဟုတ်ဘုရားအတွက်ဖြစ်ရခရစ်တော်အတွက်ဖြစ်ရဒါကြောင့်မို့သင်ရဲ့အသက်ရှင်ခြင်းယုံကြည်သူအားလုံးကအမှုတော်ဆောင်ပါပဲနေရာပဲမတူလားကျွန်တော်တို့ကတော့ဓမ္မအမှုတော်ဆောင်ဓမ္မရေးရနဲ့ပတ်သက်ပြီးတော့ကျမ်းစာသင်မယ်တရားဟောမယ်သူများကိုအေဝံဂေလိခေါ်မယ်ယုံကြည်သူတိုင်းကဘုရားရဲ့အမှုတော်ကိုဆောင်နေရတယ်ဖြစ်တယ်ကိုရှိတဲ့အလုပ်မှာကိုရှိတဲ့ပတ်ဝန်းကျင်မှာဘုရားသားသမီးပြည်သားဆိုတာအသက်ရှင်ခြင်းအပြင်ကျွန်တော်တို့ကိုလူတွေကြည်တာနဲ့ဘုရားကိုမြင်လာဖို့ပဲဘုရားကဒီရတော့ပဲထားတာပဲဒါကြောင့်မို့ငါမသေးရသေးတဲ့အသက်ရှင်၍ဘုရားသခင်အမှုတော်ကိုကြားပြောရအောင်သင်အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကကောင်းကောင်းလေးကောင်းကောင်းစားကောင်းကောင်းအိပ်ပြီးတော့ကောင်းကောင်းစိတ်ခံဖို့မဟုတ်ဘူးဘုရားသခင်သင်ကိုလောကမှာထားတဲ့ရည်ရွယ်ချက်ကဘုရားသခင်ရဲ့အမှုတော်ဘုရားအလိုတော်ကိုဆောင်ပြီးတော့ဘုရားအတွက်အသက်ရှင်ဖို့ပဲ။ဒါမှမဟုတ်တမန်တော်ရှင်ပေါလုကယောမဩဝါဒစာမှာဘုရားသားသမီးမှန်ရင်ယုံကြည်သူမှန်ရင်ဘယ်လိုအသက်ရှင်ရလဲဆိုတော့ယောမဩဝါဒစာခန်းကြီး14ယောမဩဝါဒစာခန်းကြီး14အပိုင်းငယ်9ကနေ10မှာယောမဩဝါဒစာခန်းကြီး14အပိုင်းငယ်9ကနေ10မှာငါတို့တွင်အဘယ်သူမျှကိုဖို့လို့ကအသက်မရှင်အဘယ်သူမျှကိုဖို့လို့ကမသိအသက်ရှင်လင်သခင်ဘုရားအဖို့လို့ကရှင်၏သေလင်လေသခင်ဘုရားအဖို့လို့ကသေ၏ထို့ကြောင့်အသက်ရှင်သည်ဖြစ်စေသေသည်ဖြစ်စေသခင်ဘုရားဆိုင်တော်မူ၏ငါတို့တွင်နဲ့အဘယ်သူမျှဘသူတူတယောက်ကမှတဲ့ကို့အဖို့လို့ကကို့အတွက်အသက်မရှင်ပါဘူးလောကနေရက်တွေကိုဖြတ်တန်းတဲ့အခါမှာသင်သားသမီးတွေကိုပညာကောင်းကောင်းသင်ပေးဖို့လိုပါတယ်ဒါပေမဲ့ရည်ရွယ်ချက်ကပါတယ်အလုပ်ကောင်းကောင်းရဖို့လားအကောင်းစားတိုက်နဲ့အကောင်းစားကားနဲ့နေနိုင်ဖို့လားအဲ့ဒါဆိုတော့မှားပြီပေါ့ကျွန်တော်ဆရာရဲဝတ္ထုသူ့တငယ်ချင်းတယောက်ရဲ့အကြောင်းပြောပြသူ့တငယ်ချင်းရဲ့အမေနဲ့ဟိုးမှာသွားပြန်နောက်တနေရာမှာသွားပြန်တွေ့တဲ့အခါမှာသူ့တငယ်ချင်းအမေကဘာပြောလဲဆိုတော့သူ့ကိုပြန်တွေ့တော့သူ့သားသိသွားပြီသူများအသက်ခံလိုက်ရတာဖြစ်ဖို့ပြသူများအသက်ခံလိုက်ရတာအဲ့လိုပေါ့မူရတောက်ဆိုင်နဲ့ရန်ဖြစ်လာပါလားမသိဘူးဒါကားတိုက်တယ်လို့ဖန်တီးထားပြီးတော့သိဆုံးသွားအခုကမပေါ့သိသွားနှမျိုးမကောင်းတချင်းကြီးတာအမှန်တန်ကောင်း music အမှန်တန်ကောင်းသူ့အမေကသူ့တောင်းငယ်ငယ်လေးတွေကအမှန်တန်နာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်ရမယ်ဆိုတော့ပန့်ပိုးတာတချင်းတွေတင်ပေးတယ်ဂီတာတွေတင်ပေးတယ်ပီယနိုတွေတင်ပေးတယ်အကုန်ပန့်ပိုးတာတကယ်လည်းဖြစ်တယ်သူကတကယ်ကိုတီးကြီးဆရာတယောက်ဖြစ်ခဲ့တကယ်ကို musician တယောက်ဖြစ်ခဲ့
ဒါပေမဲ့သူ့မိပါမျက်ရည်ကျဘာပြောလဲဆိုဆရာရဲဝင်းသူလည်းတွေ့တယ်ခါသူသားဖို့တဲ့ဖျားအတွက်အသက်ရှင်ဖို့မိတ်မဆက်ပေးခဲ့ဘူးဖျားနဲ့ယဉ်ဒီဖို့မတုံသင်ခဲ့ဘူးသူ့သားအောင်မြင်ကြော်ကြားပြီမယ်တဲ့နောက်ဆုံးမှာအဲ့ဒီအောင်မြင်ကြော်ကြားမှုတွေကသူ့ကိုပြန်ပြီးတော့ပဲသူ့အသက်ကိုပြန်နှုတ်ယူသွားတယ်ဒါကြောင့်ကျွန်တော်စီတာကျွန်တော်ဘဝအသက်တာထဲမှာကိုယ်သားသမီးတွေပညာသင်ပေးတာပေါ့ရည်ရွယ်ချက်ပါတော့လေဖျားတော့ဖြစ်ပါတယ်ပညာသင်တာလည်းဖျားတော့ဖြစ်ပါတယ်အလုံးလောက်တာလည်းဖျားတော့ဖြစ်ပါတယ်စီးပွားရေးလောက်တာလည်းဖျားတော့ဖြစ်ပါတယ်သင်ရဲ့နေ့စဉ်အသက်ရှင်ခြင်းကဖျားအတွက်ဖြစ်ဖို့အရေးကြီးတယ်ကိုယ့်အတွက်ဆိုရင်တော့သင်ဝင်လေးပြီးတော့ပင်ပန်းနေမှာဖြစ်ပါတယ်ဖျားအတွက်ဆိုရင်တော့အသက်တာကလေပေါ့ပါလန်းဆန်းနေမှာဖြစ်ပါတယ်ဒါကြောင့်မို့သင်ဟာစီးပွားရေးပဲလုံးပတ်စံပဲရှာလုံးသမျှအရာတိုင်းကငါအတွက်မဟုတ်ဘူးငါစိန်ခံဖို့ငါအကောင်းဆုံးနေဖို့မဟုတ်ဖျားအတွက်လို့သင်ခံယူရင်သင်ဘဝအသက်တာကပေါ့ပါလန်းဆန်းဖြစ်တယ်ကိုယ့်အတွက်လို့ခံယူရင်တော့သင်ဝင်လေးနေပါသူများထက်ကောင်းကောင်းနေနိုင်အောင်သူများထက်အဆင့်မြင့်အောင်ကြိုးစားရင်းနဲ့ပဲဘဝအောင်ကျင့်တတ်နိုင်မှာပေါ့ဒီနေ့ကျွန်တော်ဘဝကျွန်တော်ကျင့်တတ်ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ဘဝခိုလိုဖြစ်မှဒီလိုဖြစ်မှမရှိတော့ဘယ်ပုံမှာကျင့်တတ်တာလဲပတ်စံရှိတဲ့ပုံမှာလည်းမဟုတ်ကောင်းကောင်းစားတဲ့ပုံမှာလည်းမဟုတ်ယေရှုရှိခြင်းပုံမှာပဲကျင့်တတ်ဖခင်ရှိရင်ဘဝအသက်တာကပြည့်စုံပြီအဲကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကိုယ်အတွက်မဟုတ်ဘဲနဲ့ခရစ်တော်တို့အသက်ရှင်တော်သူဖြစ်ဖို့အင်မတန်အရေးကြီးတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး2အပိုင်ငယ်21ဝမ်းနည်းစရာကောင်းတယ်ကျမ်းပိုင်တွေတစ်ပိုက်ရှိဖိလိပ္ပိဩဝါဒစာခန်းကြီး2အပိုင်ငယ်21လူခတ်သိမ်းတို့သည်လူအားလုံးဟာယေရှုခရစ်၏အကျိုးကိုမရှာကိုအကျိုးကိုသာရှာကြ၏လူအားလုံးကတဲ့ဘသူအကျိုးမရှာအောင်လဲယေရှုခရစ်ရဲ့အကျိုးမရှာကိုယ်အကျိုးပဲရှာအမှုတော်ဆောင်ရင်တော့မှကိုယ်လူငွေရဖို့ကိုယ်နာမည်ကြီးဖို့ကိုယ်အောင်မြင်ကိုယ်အတွက်ဖြစ်နေသွားပြီပေါ့ဒီနေ့ကိုယ်အတွက်မဟုတ်ဖခင်သခင်ရဲ့ဘုန်းတော်အတွက်လူတွေဖခင်အောင်သိလာဖို့ပဲဒါအရေးကြီးဆုံးပဲကိုယ်အတွက်ကိုယ်အကျိုးရှာမိပြီဆိုရင်အဲ့ဒါမှားပြီသင်ချမ်းသာတာအပြစ်မဟုတ်သင်အောင်မြင်ကြော်ကြားနာမည်ကြီးတာအပြစ်မဟုတ်ဒါပေမဲ့ကိုယ်အတွက်ဖြစ်ခဲ့ရင်အဲ့ဒါတွေအားလုံးဟာမာပြီအဲ့ဒီຢာတွေပေါ်မှာဆွဲလန်းတတ်မှတ်မိရင်မာပြီပတ်စံရှိတာအမှားမဟုတ်ပတ်စံကိုဆွဲလန်းတာအမှားအောင်မြင်တာအမှားမဟုတ်အဲ့ဒီအောင်မြင်ခြင်းကိုဆွဲလန်းတာအမှားကျွန်တော်ကဖခင်သခင်ကိုပဲဆွဲလန်းရမှာဖြစ်တယ်ဖခင်သခင်အတွက်ပဲအသက်ရှင်ရမှာဖြစ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖြစ်ပျက်လာတဲ့အရာအလုံးကခရစ်တော်ကြောင့်လားကိုကြောင့်လားအဲ့ဒါအရေးကြီးပါကိုကြောင့်လားဒါမှမဟုတ်ရင်ခရစ်တော်ကြောင့်ရှမဿဲခရစ်ဝင်ခန်းကြီး9အပိုင်ငယ်17ရှမဿဲခရစ်ဝင်ခန်းကြီး9အပိုင်ငယ်17အကင်ရှုကပြောပါဒါတောင်ပေါ်ဒေသနာရဲ့ဝင်ကားချက်တစ်ခုဖြစ်တယ်ရှမဿဲခရစ်ဝင်ခန်းကြီး9အပိုင်ငယ်17ငါကြောင့်သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍မမှန်ဘဲလျက်အပြစ်တကာတင်ကြသောအခါသင်တို့သည်မြင်ကလားရှိကြ၏သခင်ခရစ်တော်ကြောင့်သင်ကိုလူတွေကအပြစ်တင်မယ်ကဲ့ရဲ့မယ်ညှင်းဆဲမယ်သင်ဘဝတရားထဲမှာဒုက္ခဆင်းရဲခြင်းတွေရှိမယ်ဒါပေမဲ့အဲ့ဒီဒုက္ခဆင်းရဲခြင်းကဘာရှိနေလဲမြင်ကလားရှိတယ်ဩအဲ့ဒီဒုက္ခမြင်ကလားရှိတယ်ဒါပေမဲ့သတိထားဖို့လိုတဲ့စာအကြောင်းအရာလေးတစ်ခုရှိရနော်စကားလုံးလေးတစ်လုံးအောင်ဘယ်သူကြောင့်လဲငါကြောင့်သင်တို့ကိုငါကြောင့်ဆိုတဲ့စကားလုံးတခါတည်းမှာကျွန်တော်တို့ဘဝတရားမှာဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရခြင်းတွေကဲ့ရဲ့ခြင်းတွေအပြစ်တင်ခြင်းတွေကြုံတွေ့ရတာခရစ်တော်ကြောင့်မဟုတ်ဘူးဘယ်သူကြောင့်ဖြစ်လဲကိုကြောင့်မဖြစ်ဒါကြောင့်မို့ခရစ်တော်ကြောင့်ခံရတဲ့အရာလားကိုကြောင့်ကိုခံရတဲ့အရာလားအဲ့ဒါကိုသင်ကစဉ်းစားချင့်ချိန်တတ်ဖို့ပိုင်းခြားတတ်ဖို့အင်မတန်အရေးကြီးပါဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာမိမိသက်တာထဲမှာအပြစ်တင်ညှင်းဆဲခံရတာအခက်ခဲတွေဒုက္ခတွေကြုံရတာခရစ်တော်ကြောင့်ဆိုတော့အဲ့ဒါမြင်ကလာရှိတယ်ဘလောက်ပဲကြုံရအဲ့ဒါကမြင်ကလာရှိတယ်ဒါပေမဲ့ကိုယ့်အထင်ကခရစ်တော်ကြောင့်ခံရတယ်လို့ကိုယ်ကထင်တာတကယ်တော့မဟုတ်ဘဲနဲ့အမှန်ကမိမိရဲ့ဇာတိကြောင့်ဖြစ်တယ်ကိုယ့်ရဲ့ဇာတိသဘောကြောင့်ကိုယ့်ဘာကိုဒုက္ခရောက်တာကိုယ့်ဘာကိုငါဆိုတဲ့သဘောနဲ့လှုပ်လို့ကိုယ့်ဘာကိုဒုက္ခရောက်တာအဲ့ဒါကတော့မြင်ကလာမရှိပါဘူးအဲ့ဒါကမြင်ကလာမရှိဒါကြောင့်မို့ခရစ်တော်ကြောင့်ခံရတဲ့ပြစ်တင်ညှင်းဆဲခြင်းဒုက္ခဆင်းရဲခြင်းဟုတ်မဟုတ်ဘယ်လိုပိုင်းခြားမလဲ
မိမိကြုံတွေ့နေရတဲ့အခြေအနေတစ်ခုကအခက်ခဲတဲ့ဒုက္ခတွေပြစ်တင်ညှင်းဆဲခြင်းတွေခံရတယ်အဲ့ဒါကခရစ်တော်ကြောင့်ခံရတာလားကိုယ့်ရဲ့ဇာတိကြောင့်ခံရတာလားဘယ်လိုပိုင်းခြားမလဲဘယ်လိုပိုင်းခြားရမလဲဆိုရင်တော့မိမိရဲ့ဇာတိဆန္ဒနဲ့လှုပ်ဆောင်တဲ့အရာအဲ့ဒါကကိုယ့်ကြောင့်ခံရတာဖြစ်တယ်ဘလောက်ပဲကောင်းကောင်းတော့ဘလောက်ပဲကောင်းတာတွေလုပ်ဇာတိနဲ့လုပ်ရင်အဲ့ဒါကိုယ့်ကြောင့်ခံရခရစ်တော်ကြောင့်ပေါ့အဲကြောင့်မို့ခရစ်တော်ကြောင့်ခံရတဲ့အရာလားကိုယ့်ကြောင့်ခံရတဲ့အရာလားဆိုတော့ပိုင်းခြားဖို့ရန်အတွက်ငါဆိုတဲ့ဇာတိသဘောနဲ့လုပ်ရင်အဲ့ဒါကိုယ့်ကြောင့်ကိုခံရတယ်ဖခင်ရဲ့ဝိညာဉ်သဘောနဲ့လုပ်ရင်တော့အဲ့ဒီဝိညာဉ်သဘောနဲ့အသက်ရှင်နေရင်းနဲ့ဥပမာပြောရမယ်ဆိုတော့ယောဘလိုပေါ့ဗျာသူမှန်ကန်စွာဘုရားသခင်နဲ့တွာလာရင်းနဲ့ဒုက္ခဆင်းရဲခြင်းတွေခံရတယ်သူ့သားသမီး၁၀ယောက်ဘာလို့သွားလဲသေသွားတယ်ချမ်းသာတဲ့တထေးယောဘနဲ့ဆင်းရဲသားယောဘဖြစ်သွားတယ်ကျမ်းမာတဲ့ခန္ဓာကိုယ်ကနေအနတ်စိမ့်တွေတစ်ကိုယ်လုံးပေါက်ပြီးတော့ယောဂါတွေဖြစ်သွားတယ်ဦးချမ်းပဲနဲ့ကုန်နေရနောက်ဆုံးသူ့တကယ်ချင်း၃ယောက်ရောက်လာတယ်ပထမတော့သူ့ကိုနှစ်သိမ့်မှုလာတာနောက်တော့သူ့ကိုဘာလုပ်လဲအပြစ်တင်ယောဘကြီးခံရတာသူ့ကြောင့်မဟုတ်ဘူးဖခင်သခင်ဘာလုပ်လိုက်လို့လဲအခွင့်ပေးလိုက်လို့ဒါကြောင့်မို့ယောဘရဲ့အသက်တာထဲမှာခံရတဲ့ဒုက္ခဆင်းရဲခြင်းသူ့တကယ်ချင်း၃ယောက်ရဲ့ပြစ်တင်ခြင်းတို့သည်သူ့ကြောင့်မဟုတ်ဖခင်သခင်ကြောင့်ဖြစ်တဲ့အခါမှာဘာဖြစ်နေလဲမြင်္ဂလာရှိတယ်အဲ့ဒီခံရတဲ့အချိန်မှာပဲလေမြင်္ဂလာရှိနေတယ်အဆုံးသတ်မှာလည်းနှစ်ဆသောကောင်းကြီးမြင်္ဂလာနဲ့အဆုံးသတ်ဒါကြောင့်ခြေတော်စီတိုင်းယောဘရဲ့အသက်တာထဲမှာဒုက္ခဆင်းရဲခြင်းတွေအပြစ်တင်ခြင်းတွေခံရတော့လေသူ့ကြောင့်မဟုတ်ဘူးသူ့ရဲ့ဇာတိသဘောနဲ့သူကအသက်မရှင်ခဲ့ဘူးဘာနဲ့အသက်ရှင်ခဲ့လဲဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့အသက်ရှင်ခဲ့တယ်အဲ့ဒါကယောဘကိုယ်တိုင်ပြောတာမဟုတ်ဖခင်ကိုယ်တိုင်ပြောတာဘသူရှိမှပြောလဲစာတန်ရှိမှပြောတယ်မင်းငါ့ကြောင့်ယောဘကိုတွေ့တာတဲ့မြေကြီးပေါ်မှာရှိတဲ့သူတယောက်နဲ့မှမတူဘူးတဲ့စုံလင်ဖြောင့်မတ်တယ်တဲ့ယောဘကြီးကစုံလင်ဖြောင့်မတ်တယ်အဲ့ဒီဖြောင့်မတ်ခြင်းနဲ့ဖခင်ရဲ့သဘောနဲ့သူဘာလုပ်လဲအသက်ရှင်တယ်ဖြောင့်မတ်ခြင်းဆိုတာလူမှမရှိဘူးဖြောင့်မတ်တော်သူမရှိတရားများမရှိဖြောင့်မတ်ခြင်းဆိုတာဘယ်သူစီမှာပဲရှိတယ်ဖခင်စီမှာပဲရှိတယ်ဖြောင့်မတ်ခြင်းဆိုတာမှန်ကန်ခြင်းတန်ရှင်းခြင်းပြည့်ပြည့်စုံခြင်းကဖခင်စီရပဲလားဒါကြောင့်ယောဘရဲ့အသက်ရှင်ခြင်းကသူ့ရဲ့ဇာတိသဘောဆိုတဲ့ငါဆိုတဲ့သဘောနဲ့အသက်မရှင်သူကဖခင်ရဲ့အသက်နဲ့ပဲအသက်ရှင်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးတွေကိုလည်းဘုရားကငါဆိုတဲ့ဇာတိသဘောနဲ့အသက်မရှင်သေးခြင်းအဲ့တော့တမန်တော်ရှင်ဘောလူကဂလာတိ2:20မှာပြောလဲငါသည်တဲ့ခရစ်တော်နဲ့တူလောကတိုင်းမှာအသေးခံပြီးငါဆိုတဲ့ဇာတိသဘောတွေသေသွားပြီတဲ့သို့တော်လည်းအခုလောကကြီးမှာငါခန္ဓာအသက်ရှင်နေသေးတယ်တဲ့ထို့သောဆိုတော့ငါသည်ကိုယ်တိုင်မရှင်ငါဟာကိုယ်တိုင်မရှင်တော့ငါဆိုတဲ့သဘောနဲ့ငါမရှင်တော့ဘူးသွေးသားဆန္ဒနဲ့ငါမရှင်တော့ဘူးခရစ်တော်သည်ငါ၌ဘသူရဲ့အသက်နဲ့ရှင်တယ်ခရစ်တော်ရဲ့အသက်နဲ့ရှင်တယ်ငါဆိုတဲ့ဇာတိအသွေးသားဆန္ဒနဲ့မရှင်တော့ဒါကြောင့်ကျွန်တော်ရောက်စီတိုင်းကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကောင်းတာတွေကိုဇာတိနဲ့လုပ်ရင်အဲ့ဒီဇာတိကကောင်းတာတွေလုပ်နိုင်တယ်နော်ဇာတိကတော်တော်လုပ်နိုင်တယ်နော်ကျမ်းစာသင်နိုင်တယ်နတ်ဆိုးတွေနဲ့ထုတ်နိုင်တယ်တကုန်းတမင်းခါတွေပြနိုင်တယ်ဇာတိကတော်တော်လေးကိုလုပ်နိုင်တဲ့အနေအထားရှိတယ်ဒါပေမဲ့သခင်ရှုပါပြောလဲအဓမ္မအမှုကျွန်တော်တို့ထင်တာကဖျားအတွက်လုပ်နေရင်ကောင်းတာတွေလုပ်နေဖျားတော့လက်ခံပါပါအဲ့ဒီကောင်းတာတွေလုပ်နေတဲ့ဒုက္ခရောက်ရင်တော့ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခလို့ပဲကျွန်တော်ကဘာလို့လဲထင်တာတကယ်တော့ကိုယ်ဇာတိနဲ့လုပ်လိုက်ရင်အဲ့ဒါကဇာတိကြောင့်ခံရတာပဲဖြစ်တယ်ဒါကြောင့်မို့ဒီလူတွေကိုဘုရားသခင်ကမသိဘူးတဲ့ငါမင်းတို့ကိုတဲ့အလင်းမသိဘူးအဲ့ဒါသူတို့ဇာတိနဲ့လှုပ်ဆောင်ပြီးလို့ဖြစ်တယ်အရင်အရင်ကြည့်တယ်မိတ်ဆွေကဲတင်ခြင်းနဲ့ပါဆိုင်တော့တယ်ဒါကြောင့်မို့ဇာတိမှာလည်းရိပ်သိမ်းခြင်းရှိတယ်လို့ဝိညာဉ်ပဂတိမှာလည်းရိပ်သိမ်းခြင်းရှိတယ်သင်ရဲ့နေ့စဉ်အသက်တာကိုဒါကသင်ရဲ့တယောက်ချင်းစီတိုင်းနဲ့ဆိုင်သင်ဟာဇာတိနဲ့အသက်ရှင်လဲရပါတယ်ဒါပေမဲ့အဆုံးသတ်မှာရိပ်သိမ်းခြင်းဟာရှိတယ်ဝိညာဉ်သဘောနဲ့အသက်ရှင်လဲရပါတယ်အဆုံးသတ်မှာရိပ်သိမ်းခြင်းဟာရှိတယ်အဲ့ဒီရိပ်သိမ်းခြင်းကဘယ်သူမှလာရိပ်မှာမဟုတ်သင်ကိုယ်တိုင်ရိပ်သိမ်းရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့စီတိုင်းကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကခရစ်တော်အတွက်လားကိုယ်အတွက်လားဆိုတော့ကိုပြန်စဉ်းစားဖြစ်တယ်ငါဆိုတဲ့ဇာတိသဘောနဲ့ဆိုရင်တော့ဘာပဲလို့ကိုယ်အတွက်ဖြစ်နေတယ်အဲ့ဒါဆိုတော့ဘုရားဘုန်းလေးထင်ရှားခြင်းမရှိဘူးဘုရားစိတ်တော်နဲ့သင်ရဲ့တွေ့ခြင်းရှိမှာမဟုတ်သင်ရလောကမှာအသက်ရှင်ရတာဘာအတွက်အသက်ရှင်တော့ပျက်စီးသွားမဲ့အရာတွေအသက်ရှင်တယ်လို့ဖြစ်သွားတယ်ဒါကြောင့်မို့ငါဆိုတဲ့ငါအတွက်အသက်ရှင်ပါနဲ့နေ့ရက်စဉ်တိုင်းမှာခရစ်တော်အတွက်အသက်ရှင်ပါသင်ဘဝမှာဖြစ်လာတဲ့အရာတိုင်းကခရစ်တော်ကြောင့်လားကိုကြောင့်လားဆိုတာကို
ပိုင်းခြားဖို့ရအတွက်သင်ဟာဇာတိနဲ့လုံနေလားဝိညာဉ်သဘောနဲ့လုံတာဇာတိနဲ့လုံတဲ့အရာမှန်သမျှဟာဇာတိနဲ့အသက်ရှင်သမျှအရာသင်ဘဝမှာဖြစ်လာတဲ့အရာတွေ့ကြုံတဲ့ညှင်းဆဲခြင်းကအဲ့ဒါအားလုံးကကိုကြောင့်နေပဲလူတယောက်ကသူများစီကပတ်စံသွားချီလို့ဟာလာအကျွေးတွေတင်ဟာသူ့ဟာသူလှုပ်ရှားလို့ဆင်းရဲခြင်းဟာငါခရစ်တော်ကြောင့်ဆင်းရဲလို့ကိုယ့်ဘာကိုအကျွေးတွေရှောက်ယူပြီးတော့ကိုယ့်ဘာကိုနှလုံးကြီးတွေသွားထိုးပြီးတော့ဆင်းရဲတာခရစ်တော်ကြောင့်ဆင်းရဲတယ်သွားပြောလို့မရအဲ့ဇာတိနဲ့လှုပ်တဲ့အရာအားလုံးကခရစ်တော်ကြောင့်မဟုတ်ဝိညာဉ်သဘောတိုင်းအသက်ရှင်နေယောဘကဲ့သို့ဖျားနဲ့ဖြောင့်မခြင်းတရားနဲ့အသက်ရှင်နေတဲ့ဒုက္ခတွေကြုံနိုင်တော့အဲ့ဒါခရစ်တော်ကြောင့်ဖြစ်တယ်အဲ့ဒီခရစ်တော်ကြောင့်မှန်မှန်ဘဲလေးရဲ့အပြစ်တကတင်ပြီးတော့ညှင်းဆဲခံရတဲ့ခါမှာမြင်္ဂလာရှိတယ်ခံနေရတဲ့အချိန်မှာပဲမြင်္ဂလာရှိတယ်အဆုံးမှာလည်းမြင်္ဂလာရှိတယ်ဒါကြောင့်မို့သင်ဘဝမှာဖြစ်လာတဲ့ຢာတိုင်းကခရစ်တော်ကြောင့်လားကိုကြောင့်လားဆိုတော့ဇာတိသဘောလားဇာတိသဘောနဲ့အသက်ရှင်လားဝိညာဉ်သဘောနဲ့အသက်ရှင်လားဆိုတဲ့ຢာမှာပဲပိုင်းခြားနားလည်ဖို့အင်မတန်အရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ကတော့မိမိဇာတိနဲ့လုပ်တဲ့အရာကိုလူကမှန်တယ်လို့ထင်တတ်တယ်ဇာတိနဲ့လုပ်တဲ့အရာကိုလူကဘာလို့ထင်တယ်လဲဒါကြောင့်တုတ်တန်ကျမ်းကနေလို့ပြောတယ်လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌သိခြင်းသို့ပို့တော်လမ်းတစ်မျိုးရှိတယ်ခုနမဿဲ9 21 22 23အပွဲတွေဟာတိတ်ဝမ်းနေဖို့ကောင်းတယ်နော်ခရစ်တော်တို့တရားတွေဟောခဲ့တယ်ခရစ်တော်တို့အမျိုးမျိုးနမိတ်လက္ခဏာတွေလုပ်ခဲ့တယ်နတ်ဆိုးတွေနေထုတ်ခဲ့တယ်ဒါပေမဲ့အဆုံးသတ်မှာသူတို့ကောင်းတဲ့နိုင်ငံဝင်ခွင့်မရနိုင်ငါမင်းတို့ကိုအလင်းမသိအတ္တမမှုကိုဒါကျွန်တော်တို့ကိုတတိထားသင့်တဲ့အရာလေးကိုယေရှုကရင်းပြတာသူတို့ကိုယ်တိုင်လည်းသူတို့မှားတာကိုစုံမိတ်ပြီးတော့လုပ်နေတာမျိုးမဟုတ်ဘူးသူတို့မှားမှန်းတော့သူတို့မှန်တယ်ပဲထင်တယ်အဲ့ဒါပြဿနာဇာတိတဘောကကောင်းနေမှန်တယ်လို့ထင်တယ်သူတို့လုပ်တာတွေကကောင်းတာတွေပဲလေဒါဆိုတော့ငါတို့တော့မှန်ပြီလို့ထင်တယ် no ကောင်းတာလုပ်တိုင်းမမှန်ဘူးပိတ်ဆိုရင်ဒါကြောင့်သင်ရဲ့အတ္တတာကိုပြန်ဆန်းစစ်ဖို့လိုတယ်ငါဇာတိသဘောနဲ့အသက်ရှင်နေရလားဝိညာဉ်သဘောနဲ့အသက်ရှင်နေရလားငါဆိုတဲ့သဘောငါဆိုတဲ့သဘောငါစားခြင်းနဲ့ငါသွားခြင်းနဲ့ငါအောင်မြင်ခြင်းနဲ့ငါချမ်းသာအဲ့ဒါဇာတိသဘောကြီးပဲခရစ်တော်အတွက်ပဲဘုရားသခင်သဘောတိုင်းပဲဖြစ်စေပါဆိုတော့အဲ့ဒါဝိညာဉ်သဘောပဲဒါကြောင့်မို့တမန်တော်ရှင်ပေါလုကရှင်ပေါလုမဖြစ်ခင်ရှောလုဘဝမှာသူခရစ်ယာန်တွေကိုလိုက်ပြီးတော့ညှင်းဆဲတတ်တယ်အဲ့ဒါဇာတိသဘောနဲ့သူကသူ့ရဲ့ဂျူးဘာသာကိုကာကွယ်တာခရစ်ယာန်တွေကဘာတွေရှောက်ခေါ်လဲဆိုတော့ယေရှုဟာ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်တလောကလုံးပြည့်တော့လောကတိုင်းမှာအသိခံသူလုံးဝလက်မခံနိုင်အဲ့ဒီယေရှုကကယ်တင်ရှင်မေရှိယဖြစ်တယ်လုံးဝလက်မခံနိုင်သူတို့ဂျူးတွေကကယ်တင်ရှင်မေရှိယကိုမျှော်နေတာအဲ့ဒီယေရှုဆိုတဲ့ပုဂ္ဂိုလ်ကသူ့ကိုယ်သူဖျားလို့ပြောပြီးတော့လောကတိုင်းမှာသူများရိုက်တက်လို့သိသွားတာမေရှိယဆိုရင်သူများတက်လို့သိစရာအကြောင်းမရှိဘူးသူကဒီလိုခိုင်းလားဒါကြောင့်မို့သူကခရစ်ယာန်တွေအဲ့ဒီယေရှုကြောင့်ပြောတဲ့ခရစ်ယာန်တွေလိုက်တက်တာသူကသူလုပ်တဲ့အရာအမှန်ပဲသူထင်တာဒါကြောင့်မို့သူကဘာလို့လဲတကယ်စိတ်အားကြီးစွာနဲ့လုပ်တယ်သူမှန်တယ်လို့ထင်တဲ့အရာတွေအားလုံးကခရစ်တော်ရှိလေရောက်အားလုံးမဖြစ်တော့လေအမှားဖြစ်သွားသူကမှားတာကိုသိပြီးတော့လုပ်တာမဟုတ်တော့ခရစ်ယာန်တွေကိုညှင်းဆဲတာမှားမှန်သိရနဲ့လုပ်တာမဟုတ်မှန်တယ်ပဲထင်တာဒါကြောင့်မို့ဇာတိကသိကြောက်ဖို့ကောင်းတယ်ငါကောင်းတာတွေပဲလုပ်နေတာငါမှန်တယ်လို့ထင်ပြီးတော့သူကရှေ့ဆက်တိုးတာဒါပေမဲ့ဓမ္မသက်မြို့သွားရလမ်းမှာဘယ်သူနဲ့တွေ့လဲဆိုတော့ယေရှုနဲ့တွေ့အလင်းတိုင်းရကြရှောလူအဘဲကြောင့်ငါ့ကိုမင်းညှင်းဆဲတာဘယ်သူလဲတဲ့ကျွန်တော်ညှင်းဆဲအောင်ဘယ်သူလဲလှမ်းပြီးတော့ငါမင်းညှင်းဆဲတဲ့ယေရှုပဲမင်းငါ့ကိုတောက်လျှောက်ညှင်းဆဲနေတာဟာခရစ်ယာန်တွေကိုညှင်းဆဲခြင်းကဘယ်သူသွားညှင်းဆဲခြင်းပဲလဲဖြောင်းမတော်သူကိုညှင်းဆဲခြင်းကခရစ်တော်ဘာလို့ချင်းပဲလဲသွားညှင်းဆဲ तू ကအဲ့ဒါကိုမသိဘူး तू ညှင်းဆဲလို့ညှင်းဆဲမိနေမှမသိဘူး तू မှန်တယ်ပဲ तू ထင်တာနောက်ဆုံးမှမျက်လုံးကန်းသွားအဲ့ဒီကန်းသွားတဲ့မျက်လုံးအာနာနိဆိုတဲ့ဘက်တော့သွားဆူတောင်းပေးတဲ့အခါမှာမျက်လုံးပြက်ဒါပေမဲ့ तू အဲ့ဒီအချိန်ကစပြီးတော့ငါဆိုတဲ့သဘောနဲ့ तू အသက်မရှင်တော့သူ့ရဲ့တော်ချင်းတက်ချင်းနေတဲ့အသက်မရှင်တော့ခရစ်တော်အတွက်ပဲ तू ဘာလို့လုပ်လဲအသက်ရှင်တော့လောကအရာအတွက်အသက်မရှင်တော့အောင်မြင်ကြော်ကြားခြင်းတော့အသက်မရှင်တော့သူများတွေအတိမတ်ပြုခြင်းတော့အသက်မရှင်တော့ဖခင်သခင်နှစ်သက်ဖို့အတွက်ပဲ तू အသက်ရှင်တော့ကိုယ့်အတွက်မဟုတ်တော့ခရစ်တော်အတွက်ဖြစ်သွားတယ်ဖြစ်လာသမျှအရာတိုင်းကလည်းသူ့ကြောင့်ခံရတယ်လို့ तू မခံရတော့ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲခြင်းဂျေဇုတော်ကြောင့်ခံရတယ်လို့ဒီတော့ तू ကဝန်ခံနိုင်တော့တယ်ဒါကြောင့်ကျွန်တော်ဆွေတိုင်းပျောက်သောသားဥပမာပါပျောက်သောသားပြန်လာတဲ့အခါမှာအဖေကဝမ်းမတရာနဲ့ကြိုဆိုပြီးတော့ပွဲလုပ်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီစုညံတန်းတွေကိုကြားတယ်ဘယ်သူကကြားလဲဆိုတော့တောင်ယာကပြန်လာတယ်တားကြီးကကြားတယ်ဘလို့လဲဘာလို့နေရလဲ
ငယ်သားတယောက်ခေါ်ပြီးတော့ဟာတဲ့ပျော်စရာကြီးတဲ့သခင်ကြီးပြန်လာပြီတဲ့အမအဖေကဝမ်းမြောက်လို့တဲ့လက်စွပ်တွေခြေနှင်းနေဝိယုံတွေပေးုံမကောက်ပွဲပါလုပ်ပြီးတာစူအောင်ကျွေးတဲ့နွားကိုတတ်ထားတယ်တဲ့လာပါတဲ့အထဲမှာသခင်တို့လည်းနေရာရှိပါတယ်သားကြီးကမဝင်ဘူးကွာအိမ်ထဲအဖေကလာချော့ဒါကဘာလို့မဝင်လဲအဖေကမကောင်းကျွန်တော်တစ်ပတ်လုံးအဖေစီမှာအဖေသိုးတွေလည်းထိမ့်ပေးတယ်အဖေနွားတွေလည်းထိမ့်ပေးအဖေကလအုပ်တွေကိုလည်းရေတိုက်တယ်အဖေလေတွေကိုလည်းကျွန်တော်စပားဆိုင်ပေးတယ်စပစ်သီးဆိုင်ပေးတယ်ကျွန်တော်ရိတ်ပေးတယ်တလောက်ထိအဖေအိမ်မှာကျွန်တော်လုပ်တာကျွန်တော်ကြတော့စိတ်ကလေးတစ်ကောင်အသက်မထွေးဘူးဘာမဟုတ်တဲ့ပြစ်ဒဇာကြီးနဲ့ပျော်သွားပြီးတော့အဖေပတ်စံကိုဖြုံးပြီးတဲ့အဲ့ဒီသားငယ်ကျတော့နွားစူအောင်ကျွေးတဲ့နွားအောင်တော့ဘာလုပ်ပေးလဲတက်ကျွေးတယ်အဖေမတရားဘူးဟာအဖေကငါသားမင်းနှလုံးသားမားနေပြီမင်းကအကောင်းဆုံးလုံးမှာအကောင်းဆုံးရမယ်လို့မင်းကထင်တာတကယ်တော့မင်းကငါသားလေသားဆိုတာအဖေပိုင်တဲ့ဟာအားလုံးပိုင်တယ်လေဒီနေ့ကျွန်တော်ခရစ်ယာန်တွေကအကောင်းဆုံးလုံးမှာဘုရားနှစ်သက်မယ်ဘုရားသခင်ကောင်းကြီးပေးမယ်လို့ကျွန်တော်ကထင်တာဒီနေ့ကျွန်တော်တို့ရဲ့အကောင်းဆုံးတွေကကျမ်းစာမှာပြောတယ်သလားမြစ်သောအဝတ်နဲ့ပဲတူတယ်ဘုရားသခင်ရှိတယ်အဲ့လိုပြောလို့ကျွန်တော်တို့လှုပ်ဆောင်ချက်တွေမလိုဘူးလို့မဆိုလို့ဇာတိသဘောနဲ့လှုပ်ဆောင်ခြင်းကအတ္တမမှုဖြစ်တယ်ဆိုတော့သိစေခြင်းလို့ဖြစ်တယ်ဝိညာဉ်သဘောနဲ့လှုပ်ဆောင်တတ်မှုဖြစ်တယ်ဝိညာဉ်သဘောဆိုတော့ကိုယ်သဘောမဟုတ်တော့ဘုရားရဲ့သဘောနဲ့ဇာတိသဘောကငါမလှုပ်မနေမဖြစ်မနေလို့လှုပ်ရတယ်ဝိညာဉ်သဘောကချစ်တဲ့စိတ်နဲ့ဖြစ်တယ်ဘုရားကိုချစ်လို့လှုပ်ရတယ်အကျိုးလိုချင်လို့တခုခုလိုချင်လို့လှုပ်တာမဟုတ်အဲ့ဒါတကယ်ချစ်တာမဟုတ်တော့တကယ်ချစ်တဲ့သူကလေဘာမှမမျော်လင့်မဲနဲ့လှုပ်ဆောင်တာဖြစ်တယ်ဘုရားအောင်တက်တာဘာကြောင့်လဲဘုရားကိုချစ်လို့ကျမ်းစာဖတ်တာဘာကြောင့်လဲဘုရားကိုချစ်လို့ဆုတောင်းတာဘာကြောင့်လဲဘုရားကိုချစ်လို့အလူငွေထည့်တာဘာကြောင့်လဲဘုရားကိုချစ်လို့အမှုတော်ဆောင်တာဘာကြောင့်လဲဘုရားကိုချစ်လို့ကိုယ့်အတွက်ဆိုတဲ့ဟာတခုမှမရှိတော့ဘုရားကိုချစ်လို့ပဲလှုပ်တတ်သွားတယ်တာကြီးကအဖေအိမ်မှာသာနေတာအဲ့ဒီစိတ်နဲ့မနေဒီမှာဆရာရဲဝင်းသူနဲ့ကျွန်တော်ကိုနေကတွေ့တော့ဒီအကြောင်းလေးပြောပြတဲ့အခါဘာပြောလဲဆိုတာကြီးကမလှုပ်လို့ရှုံးတာမဟုတ်လှုပ်ရင်းနဲ့ရှုံးအံ့ဩစရာနော်မလှုပ်ပဲထိုင်နေပြီးတော့အိမ်မှာပြင်းနေပြီးတော့ဆုံးရှုံးတဲ့သူမဟုတ်အလှုပ်ကြိုးစားရင်းနဲ့ကိုဆုံးရှုံးနေကြည့်လေသူ့ညီလေးကိုပွဲလုပ်တဲ့အချိန်မှာတာကြီးကဘယ်ကနေလာတောင်ယာကလာတယ်လို့ရေးတယ်အလှုပ်ကနေပြန်လာတရင်တို့ပြင်းပြီးတော့အဲ့ယာကထလာတယ်လို့မရေးဘူးတကယ်ကိုအလှုပ်ကြိုးစားတဲ့သူဖြစ်တယ်တောင်ယာကနေအလှုပ်လုပ်ပြီးတော့ပြန်လာဒါပေမဲ့လှုပ်တော့ရှုံးနေတယ်ဘာလို့ရှုံးတာလဲဇာတိသဘောနဲ့လုပ်ရင်ပုတ်ပြက်ခြင်းအသီးနဲ့ပဲရိတ်ရတယ်မိတ်ဆွေသင်ရတတ်တာထဲမှာကောင်းတာတွေဘလောက်လို့ရှုံးနေအောင်ပဲဘာနဲ့လုပ်ရင်လဲဇာတိသဘောနဲ့လုပ်ရင်ဝိညာဉ်သဘောနဲ့လုပ်ရင်တော့ယခုဘဝမှာလည်းသင်ရဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းနောက်တက်မလုံးမှာလည်းထာဝရအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းဆိုတဲ့ဆုလက်တရဖို့ကောင်းကြီးမြင်လိုက်တဲ့သင်ရရိတ်သိမ်းအောင်မှာဖြစ်တယ်ဒါကြောင့်မို့ဇာတိနဲ့လုပ်သမျှအရာဘလောက်ပဲမှန်ဘလောက်ပဲကောင်းသင်ဘလောက်ပဲမှန်တယ်လို့ထင်တဲ့အရာတွေအားလုံးကဘုရားရှိခိုးအကုန်အမှားကြီးပဲဒါကြောင့်မဿဲ9မှာလေအဲ့ဒီလူတွေကမလုံလို့ကောင်းတဲ့နိုင်ငံမဝင်ရတာမဟုတ်လုံရသားတဲ့မဝင်ရတာဘလောက်နှမျောစရာကောင်းလဲဩဝါဒပေးတယ်တဲ့နတ်ဆိုးတွေနေထုတ်တယ်တဲ့နမိတ်လက္ခဏာတွေပြတယ်တဲ့ဒါပေမဲ့သခင်ရှုပါပြောလဲအတ္တမအမှုကိုပြုတော်သူတို့သူတို့လုပ်တဲ့အရာတွေအမှန်ပဲထင်တာအကောင်းပဲထင်တာဒါပေမဲ့ဘုရားရှိခိုးအကုန်မှားနေတယ်ဘာလို့မှားလဲဇာတိသဘောနဲ့လုပ်တဲ့အရာတွေကအမှားကြီးပဲဖြစ်တယ်မိတ်ဆွေဒါကြောင့်ကျွန်တော်စီတိုင်းကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းမှာမဆုံးရှုံးရလေအောင်နေ့ရက်စဉ်တိုင်းမှာငါဆိုတဲ့ဇာတိသဘောနဲ့အသက်မရှင်တတ်ဘူးငါဆိုတဲ့ဇာတိသဘောနဲ့အမှုတော်မဆောင်ဘူးငါဆိုတဲ့ဇာတိသဘောနဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်နေသမျှမှာမလုံမိဘူးနေ့စဉ်အသက်ရှင်ခြင်းမှာဝိညာဉ်သဘောနဲ့လှုပ်ဆောင်တတ်ဖို့အမှန်တန်ရည်ရှိပါတယ်အဲကြောင့်မို့ပထမဆုံးမှာကျွန်တော်တို့ပြောလာတဲ့ကြံပိုင်ဖတ်သွားတဲ့ကြံပိုင်လေးစင်ကြင်ခွန်အားယူပြီးတော့နှုတ်ကပတ်တော်ဆုံးသတ်ပါမယ်ဂလာတိဩဝါဒစာခန်းကြီး6အပိုင်းငယ်9 10ကိုတော့ရောက်ဖတ်ကြည့်အောင်အလွဲမယူကြနဲ့ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစေ့ကျဲသည့်အတိုင်းအသီးနှံကိုရိပ်ရလိမ့်မယ်မိမိဇာတိပဂတိ၌မျိုးစေ့ကျဲသောသူသည်မိမိဇာတိပဂတိအားဖြင့်ပုတ်ပြက်ခြင်းအသီးနှံကိုရိပ်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစေ့ကျဲသောသူသည်ဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသီးနှံကိုရိပ်ရလိမ့်မည်ငါတို့သည်အာမလျော့စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကွယ်ထို့သော
တီကြည်၍ကျင့်လင်အချိန်တန်သောကာလ၌အသီးနှံကိုရိပ်ရကြလိမ့်မည်အဲကြောင့်ချူတော်စီတိုင်းဇာတိပဂတိမှာလည်းရိပ်သိမ်းခြင်းရှိတယ်ဝိညာဉ်ပဂတိမှာလည်းရိပ်သိမ်းခြင်းရှိတယ်ဘယ်သူမှလာရိပ်ပေးမှာမဟုတ်တော့အဲ့ဒါသင်ကိုယ်တိုင်ရိပ်ရမယ့်အရာဖြစ်တယ်ဒါကြောင့်လောကခဏတာအသက်ရှင်တဲ့အချိန်မှာသင်ဟာဇာတိသဘောနဲ့အသက်ရှင်ပြီဇာတိသဘောနဲ့အမှုတော်ဆောင်ပြီဇာတိသဘောနဲ့အကောင်းတွေလုပ်တာပဲဖះတော့လက်ခံပါပဲလို့သင်အထင်နဲ့လုပ်မိပြီဆိုရင်တော့ဖះရှိမှာမှားပြီဇာတိသဘောကဘာပဲရိပ်ရလဲပုတ်ပြက်ခြင်းအသီးနဲ့မရိပ်ရတာဖြစ်တယ်ပုတ်ပြက်သွားဆိုတော့ဘာမှအကျိုးမရဝိညာဉ်ပဂတိရတော့တဲ့ထာဝရအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အသီးနဲ့ထာဝရတည်တဲ့အသီးနဲ့ကိုရိပ်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဟာကိုယ်အတွက်လားခရစ်တော်အတွက်လားသင်ခံရတဲ့ဒုက္ခဆင်းရဲခြင်းဟာကိုယ်ကြောင့်ခံရတာလားခရစ်တော်ကြောင့်ခံရတာလားကိုယ်ကြောင့်ခံရရင်မြင်ကြလားမရှိပါဘူးခရစ်တော်ကြောင့်ခံရရင်မြင်ကြလားရှိတယ်ဒါမို့သင်ရဲ့အသက်ရှင်ခြင်းသည်ဇာတိသဘောနဲ့ဘလောက်ပဲကောင်းတာတွေကိုလုပ်ပါလိမ့်စေသင်ကောင်းတယ်လို့ထင်တဲ့အရာတွေအားလုံးကပုတ်ပြက်ခြင်းဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့သင်ရဲ့ဘဝသက်တာထဲမှာဒီနေ့ကစပြီးတော့ဇာတိသဘောနဲ့အသက်မရှင်ပါနဲ့သင်ဇာတိသဘောနဲ့အသက်ရှင်ခဲ့တာရှိရင်လည်းဘုရားသခင်စီကိုပြန်တိုးဝင်လိုက်ပါဘုရားသခင်ဒီနေ့ကစပြီးတော့ဝိညာဉ်သဘောနဲ့အသက်ရှင်ကိုမွားစားပါဝိညာဉ်တော်ဘုရားကျွန်တော်ကိုပုတ်သွင်းပါကိုတော်ချစ်စေလိုတဲ့အရာကိုချစ်စေပါကိုတော်နီးတူဖြစ်စေဖို့ဝိညာဉ်တော်ဘုရားကျွန်တော်ရဲ့နှလုံးသားကိုအသစ်ပြုပြင်ပေးပါဒါကြောင့်မို့ဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်ဖို့သင်ကြိုးစားလို့မရဝိညာဉ်သဘောနဲ့အသက်ရှင်နိုင်ဖို့သင်ရဲ့တတ်တာထဲမှာဘုရားကိုရှင်ခွင့်ပေးလိုက်ပါဘုရားကိုဥဆောင်ဝင်ပေးလိုက်ပါတန်ရှင်းသောဝိညာဉ်တော်ဘုရားဥဆောင်ပြီးဆိုရင်တော့သင်ရဲ့နေ့ရက်စဉ်တိုင်းကဝိညာဉ်သဘောနဲ့ဖြစ်လာမှာဖြစ်တယ်သင်ရဲ့လှုပ်ဆောင်သမျှအရာအလုံးကဝိညာဉ်သဘောနဲ့ဖြစ်လာရင်ထာဝရအသက်ရှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာအသီးနှံတွေကိုသင်ရထာဝရကာလယခုဘဝနောက်ဘဝရိတ်သိမ်းရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်အားလုံးပေါ်မှာပြရှင်ကောင်းကြီးပေးပါစေအာမင်